မကွေးတိုင်းစင်ပါဝဲမြို့နယ်ကိုးပင်တာကရလမ်းပိုင်းမှာရှိတဲ့မင်္ဂလာပါ TTD Channel မှာကြိုဆိုပါရစေနေ့စဉ်သတင်းထူးသတင်းဦးတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်သတင်းသစ်နေတိုင်းသိအောင်ဘေးနာက notification ခေါင်းလေးကိုလည်းနှိပ်ပေးတော့အောင်နော်ကျေးဇူးတင်ပါတယ်အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ကားနှစ်စီးကို PDF တွေကတိုက်ခိုက်တာဗိုလ်ကြီးစိုးကိုမောင်အပါဝင်စစ်သား3ယောက်သေဆုံးသွားပြီးတော့လက်နဲ့2လက်ကိုသိသိရရှိခဲ့တယ်နော်ဒါမကွေးတိုင်းစင်ပါဝဲမြို့နယ်ကိုးပင်တာကရလမ်းပိုင်းမှာကားနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်သားတွေရဲ့ကားနှစ်စီးကို PDF တွေကတိုက်ခိုက်တာဗိုလ်ကြီးစိုးကိုမောင်အပါဝင်အကြမ်းဖက်စစ်သား3ယောက်သေဆုံးသွားတယ်လက်နဲ့2လက်ကိုလည်းပဲသိသိရရှိခဲ့တယ်သူတို့ကအိမ်စီးကားနဲ့နော်ခရီးသွားတာ PDF တွေတိမှဆိုလို့ဆိုပြီးတော့အိမ်စီးကားနဲ့ခိုးကြောင်ခိုးဝဲသွားတာအဲ့ဒီအိမ်စီးကားနဲ့သွားတာတော့မှသူတို့ကလူနဲ့မထွက်ဘူးလေဗျာနော်လူနဲ့မထွက်ဘူးအကြမ်းဖက်နဲ့ပြည်သူကတိတာတယ်လေဗျာအကြမ်းဖက်နဲ့ပြည်သူကတိတာတယ်လိန်လို့မရအောင်PDF တွေကိုကြောက်လို့ဗိုလ်ကြီးစိုးကိုမောင်ကအိမ်စည်းကားနဲ့ဒါမကွေးတိုင်းစင်ပါဝဲမြို့နယ်ကိုသွားတာပေါ့ဗျာအဲ့ဒါလမ်းမှာ PDF တွေတိုက်ခိုက်တာကိုခံလိုက်ရတယ်ဗိုလ်ကြီးစိုးကိုမောင်ပါဝင်စစ်သား3ယောက်သေဆုံးသွားတယ်ပေါ့နော်နောက်တစ်ခုကစကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကို PDF တွေကဝယ်ရောက်တိုက်ခိုက်တာရဲ4ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်နော်ရဲ4ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်နောက်တစ်ခုကမကွေးတိုင်းညောင်လေးပင်မြို့နယ်တိုက်ပွဲမှာသေဆုံးသွားတဲ့ဗိုလ်ကြီးဇော်လင်းမောင်ကိုဗိုလ်မှူးရာထူးတိုးပေးပြီးတော့အကြမ်းဖက်စစ်တပ်ကအတုပချခွင့်ပေးလိုက်တယ်နော်သေဆုံးသွားတဲ့ဗိုလ်ကြီးဇော်လင်းမောင်ကိုဗိုလ်မှူးရာထူးတိုးပေးပြီးတော့အတုပချခွင့်ပေးလိုက်တယ်ဒါညောင်လေးပင်တိုက်ပွဲမှာ KNL ရဲ့လက်ချက်နဲ့ဟိုတို့ကွယ်လွန်အနှိမ့်စာရောက်သွားတာပေါ့နော် KNL နဲ့ကွယ်လွန်အနှိမ့်စာရောက်သွားတဲ့ဗိုလ်ကြီးဇော်လင်းမောင်ကိုမင်းအောင်လှိုင်ကယာရုတိုးပေးပြီးတော့မတာချခွင့်ပေးလိုက်တယ်တဲ့နော်ကြံရည်သူမိမဝင်းဝါကျော်ဦးအတွက်ခံစားခွင့်ကိုဘုံမှုယာဒူရဂရော်တွေနဲ့အတူတူခံစားခွင့်ပေးလိုက်တယ်နော်ပေးသွားတော့ကတော့ဘူကြီးပေါ့ဗျာအဲ့ဒါကိုဘုံမှုယာဒူတိုးပေးလိုက်တယ်သူကြံရည်ခဲ့တဲ့မိမကိုလည်းပဲဘုံမှုယာဒူရဲ့ခံစားခွင့်အတိုင်းခံစားခွင့်ပေးလိုက်တယ်တဲ့အလားတူပဲမကွေးတိုင်းဂံကောမြို့နယ်အကြမ်းဖက်စစ်တပ်ရဲ့အမှတ်2ရွှေပင်ရွာဂိတ်စခန်းကို PDF တွေကဝယ်ရောက်တိုက်ခိုက်တာစစ်ဗိုလ်တယောက်သေဆုံးသွားတယ်ဗိုလ်တွေကြီးပဲတော့ဗိုလ်တွေကြီးပဲစစ်ဗိုလ်တယောက်သေဆုံးသွားတယ်ကြီးကျူနေတဲ့25ယောက်မင်္ဂလာပါဗျာနောက်တစ်ခုကမန္တလေးတိုင်းတောင်သာမြို့နယ်မှာအကြမ်းဖက်စစ်သားတွေတက်ဆွဲထားတဲ့စစ်ကြောင်းကို PDF တွေကဝေရောက်တိုက်ခိုက်တာဖိုးဖိုးတို့ PDF တွေကလမ်းမှာပုံးခုတ်ပြီးတိုက်တဲ့အစ်စ်တော်မဟုတ်တော့ဘူးနော်လမ်းမှာပုံးခုတ်ပြီးတိုက်တဲ့အစ်စ်တော်ဖို့တော့တောင်သာမြို့နယ်မှာအကြမ်းဖက်စစ်သားတွေတက်ဆွဲထားတဲ့နေရာကို PDF တွေကဝေရောက်တိုက်ခိုက်တာတက်ဆွဲထားတဲ့နေရာထိကိုတိုက်ခိုက်တာဟောဟိုမိဘပြည်သူတွေတရင်ကိုသေချာနားထောင်တော့လမ်းကနေပြီးတော့ပျောက်ကြားစနစ်နဲ့ခိုးကြောက်ခိုးဝဲတိုက်ခိုက်တဲ့အစ်စ်မဟုတ်တော့ဘူး PDF တွေကတက်ဆွဲထားတဲ့နေရာထိကိုသွားတိုက်တာနော်တက်ဆွဲထားတဲ့နေရာထိကိုသွားတိုက်တာအကြမ်းဖက်စစ်သား10ယောက်တောင်သေဆုံးသွားတယ်အဲ့တော့ဖိုးဖိုးတို့ PDF တွေရဲ့ဘဝအရင်လိုမဟုတ်တော့ဘူးလက်သုံးချောင်းနဲ့စခဲ့တယ်ဘာမှမရှိဘူးကြည်စံဝယ်လို့လည်းမလွယ်ဘူးလက်နဲ့ဝယ်လို့လည်းမလွယ်ဘူးပတ်စံတော်မှာပြည်သူစီက
ချစ်ကုတ်ပြီးတော့အလှခံရတာနော်အဲ့လိုဘဝကနေစခဲ့တဲ့ PDF တွေကဟောအရင်တော့ကဆိုလို့ရှိရင်အကြမ်းဖက်စစ်သားတွေရဲ့ကားတွေကိုဟောခိုးကြောက်ခိုးဝဲနဲ့မိုင်းဆွဲပြီးတိုက်ခိုက်ရတယ်အခုအကြမ်းဖက်စစ်သားတွေတက်ဆွဲထားတဲ့နေရာထိကိုတွားတိုက်တဲ့အဆင့်ဆိုတဲ့က PDF တွေအဆင့်ဟာဘယ်လောက်ရှိနေပြီဆိုတာဘုဘတို့သိတာတယ်ပေါ့နော်ကြက်ဘက်စစ်သား10ယောက်သေဆုံးသွားတယ်နောက်တစ်ခုကတောင်သာမြို့နယ်အတွင်းမှာရှိတဲ့မြင်းချံညောင်ဦးပခုတ်ကူလမ်းပိုင်းနော်တမိုက်သာကျေးရွာမှာတက်ဆွဲပြီးတော့ပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်တပ်ဖြတ်နေတဲ့နော်မြင်းချံတီရာယုမုံပြူစောဒီအဖွဲ့နော်60ခန့်ကိုတော်လှန်ရေးတွေကဝယ်ရောက်တိုက်ခိုက်ခဲ့တာအဲ့ဒီမြင်းကြံတီရာယုမုံပြူစောဒီအဖွဲ့ခွေးပြေးဝက်ပြေးထွက်ပြေးရတယ်နော်ခွေးပြေးဝက်ပြေးထွက်ပြေးရတယ်တဲ့တီရာယုမုံဥဆောင်တဲ့မြင်းကြံကပြူစောဒီအဖွဲ့ကို PDF တွေကဝယ်ရောက်တိုက်ခိုက်တာတီရာယုမုံဥဆောင်တဲ့ပြူစောဒီ60အဖွဲ့ခိုးကြောင်ခွေးပြေးဝက်ပြေးထွက်ပြေးရတယ်နော်ခွေးပြေးဝက်ပြေးထွက်ပြေးရတယ်နောက်တစ်ခုကတကက် special သတင်းတကက် special သတင်းအကြီးပဲအကြမ်းဖက်စစ်တပ်ကချင်းပြည်နယ်အတွင်းကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်စစ်ကြောင်းထိုးတာနော်သူတို့ချင်းပြည်နယ်အတွင်းကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်စစ်ကြောင်းထိုးတာအဲ့ဒါချင်းတော်လှန်ရေးတပ်ဖွဲ့တွေကခုခံတိုက်ခိုက်တာအကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်မှူးဗိုလ်ကြီးအပါဝင်100ဝန်းကျင်တောင်သိမ်းဆုပ်သွားတယ်ကဲတကယ် special သတင်းနော်ပေါ်သေးသတင်းမဟုတ်ဘူးအကြမ်းဖက်စစ်တပ်ကချင်းပြည်နယ်ကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်ယာနဲ့ချီပြီးတော့စစ်ကြောင်းထိုးတာအဲ့ဒါကိုချင်းတော်လှန်ရေးလက်နက်ကိုင်တွေကခုခံတိုက်ခိုက်တာဗိုလ်မှူးဗိုလ်ကြီးအပါဝင်အကြမ်းဖက်စစ်သား100ဝန်းကျင်ကိုသိမ်းဆုပ်သွားတယ်နဲတာမဟုတ်ဘူးဗျာနဲတာမဟုတ်နောက်တစ်ခုကစစ်တပ်ကချင်းပြည်နယ်ကိုလေရင်နဲ့ဒရုန်းတွေကိုပဲအားကိုးပြီးတော့တိုက်ခိုက်တာတော့လူအင်အားနဲ့သူတို့တိုက်ခိုက်တာမဟုတ်ဘူးနော်စက်ပစ္စည်းတွေနဲ့သူတို့ကတိုက်ခိုက်တာလေရင်နဲ့ဒရုန်းကိုအားကိုးပြီးတော့ချင်းပြည်နယ်ကိုအဓိကတိုက်ခိုက်တာဒါပေမဲ့လေဘုံဘတို့တော်လှန်ရေးလက်နက်ကိုင်တွေကဘလောက်တောင်မာကြောသလဲဆိုရင်ပြန်လေခုခံခြေပနိုင်တဲ့အတွက်ကြောင့်ဗိုလ်မှူးဗိုလ်ကြီးအစ်စ်အပါဝင်အကြမ်းဖက်စစ်သား100နီးပါးတိတ်ဆုံးသွားတယ်တိတ်ဆုံးသွားတယ်ဒါရင်ပဲလားဆိုတော့မကဘူးစစ်တုပ်ပန်းနေနဲ့လက်နက်ခဲယမ်းမီးကြောက်တွေအများကြီးကိုသိသိရရှိခဲ့တယ်ဒါချစ်ပြတဲ့တိုက်ပွဲတော့ဗိုလ်မှူးဗိုလ်ကြီးပါဝင်စစ်တုပ်ပန်းအကြမ်းဖက်စစ်သား100နီးပါးလည်းတိတ်ဆုံးတယ်စစ်တုပ်ပန်းတွေကိုလည်းရတယ်လက်နက်ခဲယမ်းမီးကြောက်တွေလည်းအများကြီးကိုရရှိခဲ့တယ်ဗျာနောက်တစ်ခုကမောတောင်မြို့ကို PDF တွေကတိမ့်ပိုက်ထားခဲ့ပြီပေါ့နော်ဘိုးတို့တော်လှန်ရေးလက်နက်ကိုင်တွေကတိမ့်ပိုက်ထားခဲ့ပြီအဲ့ဒီမောတောင်မြို့ကိုပြန်ရဖို့အတွက်အကြမ်းဖက်စစ်တပ်ကရဟရင်နဲ့စစ်ကူတွေယာနဲ့ချီပြီးတော့လာချတာနော်မောတောင်မြို့ကိုပြန်ရဖို့အတွက်ပြန်တိုက်ဖို့အတွက်ဆိုပြီးတော့ရဟရင်နဲ့ယာနဲ့ချီတဲ့စစ်ကူတွေအများကြီးလာချတာသူလာချတဲ့စစ်သားတွေကထပ်ပြေးတဲ့သူကပြေး PDF တွေစီမှာအလင်းဝင်တဲ့သူကဝင်ဘလောက်တောင်များသလဲဆို90လောက်ရှိတယ်မောတောင်မြို့ကိုပြန်တိုက်ဖို့ပြန်သိမ်းဖို့အတွက်ရဟရင်နဲ့စစ်ကူလာချတာအဲ့ဒီစစ်ကူလာချတဲ့စစ်သားတွေကပြေးတဲ့သူကပြေးတယ် PDF တွေစီမှာအလင်းဝင်တဲ့သူကဝင်တယ်ဘလောက်တောင်များသလဲဆို90လောက်ကိုရှိတယ်ဗျာနော်90လောက်ကိုမနေဘူးပဲမနေဘူးပဲနောက်တစ်ခုကကြောက်ဖြူမှာအဘသားတွေကနော်စခန်းပြန်ရပြီဆိုပြီးတော့အဘကိုကြွမလို့
ဓာတ်ပုံလှလှလေးရိုက်နေတာအဲ့ဒီအချိန်မှာ A ကရောက်လာပြီးတော့သူတို့ကိုဂျိုတုကနေပြီးတော့ဇွန်းဆွဲပြီးတော့ဓာတ်ပုံလှလှလေးရိုက်ပေးလိုက်တာအကြက်ဖက်စစ်သားအဲ့ဒီ20လောက်အဲ့ဒီဓာတ်ပုံရိုက်တဲ့နေရာမှာတင်ပိုလိုပက်လက်တွေရောမောက်ကုန်တွေရောတစောင်းတွေရောဘုံတို့ကျွန်းတို့မောက်ကုန်တွေကိုသေးကုန်တယ်20လောက်ရှိတယ်သေသွားတာဒါကြောက်ဖြူမှာအဘသားတွေစခန်းပြန်ရပြီဆိုပြီးတော့ဓာတ်ပုံရိုက်ပြီးတော့အဘကိုကြွားမလို့ဗျာဓာတ်ပုံလှလှလေးရိုက်နေရနော်တချို့ဆိုလို့ရှိရင်ဓာတ်ပုံနဲ့မပါမှာဆိုလို့အတင်းကိုပြေးဝင်လာကြတာတချို့ဆိုဓာတ်ပုံနဲ့မပါမှာဆိုလို့အတင်းပြေးဝင်လာကြတာအဲ့ဒီအချိန်မှာအာရကတက်တော်ကဂျိုတုကနေပြီးတော့နော်အေရဲ့နောက်ဆုံးထုတ်ကင်မရာကြီးနဲ့တခါတည်းဓာတ်ပုံရိုက်ပေးလိုက်တာနောက်ဆုံးထုတ် 3D ကင်မရာကြီးပေါ့နော်ဂျိုတုကနေပြီးတော့တခါတည်းဇွန်းဆွဲပြီးတော့ကိုဓာတ်ပုံရိုက်ပေးလိုက်တာတခါတည်းအကြမ်းမဲ့စစ်သားတွေတုံးလုံးတွေကိုပလက်တွေကိုဓာတ်ပုံလက်လာလေးဖြစ်သွားတယ်ပေါ့နော်တော်တော်လေးရည်ရတယ်ပေါ့နော်သူတို့ခင်ဗျစခန်းပြန်ရပြီဆိုပြီးတော့အဘကိုကြွားမလို့လုပ်နေတာအေးကဓာတ်ပုံရိုက်နေတော့နော်ဓာတ်ပုံတော့ရိုက်လို့မပြီးသေးဘူးအေးကလက်နဲ့ကြီးနဲ့ပြစ်လိုက်တာခါတဲ့ဓာတ်ပုံရိုက်နေတဲ့အကြမ်းမဲ့စစ်သားတွေအကုန်လုံးသေကုန်ဘယ်လောက်တောင်လဲဆိုတော့20လောက်ရှိတယ်20လောက်အဲ့ဒါဘောမတွေတောက်မခံမရနေဖြစ်နေဘောမတွေစက်နေကြတယ်ဗျာဘောမတွေဟာနော်အဲ့ဒီမှာထူးဆန်းတာကအေကဟိုးအဝေးကြီးကနေပြီးတော့အဲ့ဒီဓာတ်ပုံရိုက်နေတဲ့စစ်သားတွေကိုဘလို့ပြစ်လိုက်တာလဲအဲ့ဒါတော်တော်ထူးဆန်းနေဗျနော်အေမာကအဝေးကိုပြစ်နိုင်တဲ့ဘဘတို့ရေဒါစနစ်တွေမရှိဘူးလေနော်အဲ့လောက်ထိတိုင်းသားလက်နက်ကန်နေမှာကပစ္စည်းကလိယာတွေမစုံလင်ဘူးလေဗျနော်ဟာပစ္စည်းကလိယာတွေမစုံလင်မဲနဲ့ဟိုးအဝေးကြီးမှာဓာတ်ပုံရိုက်နေတဲ့ဒီအကြက်ပတ်စစ်သားတွေကိုအေကတဲ့အောင်ဘလို့ပြစ်နိုင်တာလဲပြီးတော့ဘလို့သိတာလဲဒါတော်တော်လေးထူးဆန်းတယ်နော်ဟိုတို့အေမှာလေရင်လည်းရှိတာမဟုတ်ဘူးဒီပြစ်မှတ်ကိုလေတိတိကျကျပြစ်နိုင်ဖို့ဆိုတာစက်ကလိယာတွေလည်းမရှိဘူးလေရင်လည်းမရှိဘူးအဲ့ဒီစက်ကလိယာတွေလည်းမရှိဘဲနဲ့လေရင်လည်းမရှိဘဲနဲ့ဘာလို့အေကအဲ့ဒီဟိုးအဝေးကြီးမှာဓာတ်ပုံရိုက်နေတဲ့စစ်သားတွေကိုတိကျမှတ်ကအောင်ထိအောင်ပြစ်နိုင်တာလေဆိုရင်အဲ့ဒါတော်တော်လေးကိုထူးဆန်းတယ်နော်မိဘပြည်သူတွေကိုဖို့ပြောပြချင်တာကဟိုးအဝေးကြီးမှာဓာတ်ပုံရိုက်နေတဲ့ဒီအကြက်ပတ်စစ်သားတွေကိုအေကလက်နက်ကြီးနဲ့အဝေးကြီးကနေထိအောင်မှန်အောင်ပြစ်နိုင်တယ်ဆိုတာဒါပေါ့သေးသေးမဟုတ်ဘူးဘိုးတို့မိဘပြည်သူတွေသိထားရမှာကအေမှာဟိုးအဝေးကြီးကိုမြင်နိုင်စွမ်းလက်နက်တွေရှိနေတာဟိုးအဝေးကြီးကမှနော်ဟိုးအဝေးကြီးကနေပြီးတော့ရန်သူကိုလှမ်းကြည့်လို့ရတဲ့မြင်နိုင်စွမ်းရှိတဲ့လက်နက်ကိရိယာတွေသူတို့မှာရှိနေတာအေးမှာဒါကြောင့်အေးကပေါ်သေးသေးမဟုတ်တော့ဘူးအေးကပေါ်သေးသေးမဟုတ်တော့ဘူးနော်